ထူအလွင်ကမြင့်မြတ်မိုးကိုရွေးချယ်ထားတာ 100% မှန်ကန်တယ်ပေါ့နော်မြင့်မြတ်မိုးရဲ့ crown လွှဲအပွဲကိုကြည့်ပြီးမူလာတော့တကယ်ကိုပီတိတွေဖြစ်နေရတလားတကယ်လဲကောင်မလေးကိုကြည့်ပြီးအရန်ကိုမူလာလေးတလားဘောတွေကြာပြီးသူသူတော်တော်လေးလဲတိုးတက်လာပါလားတကယ်လဲပေါ့နော်အရန်ကိုစူးစမ်းထားရရှိတယ်ပေါ့နော်ဒီသူပေါ့နော်ဒီပထမပြိုင်ပွဲကနေပြီးတော့အခုချိန်တစ်ထိကိုသူ့ကိုသူအရန်ကိုသူဒါစူးစမ်းအားထုတ်ထားတာရတွေ့ရတာပေါ့နော်အဲ့လိုဆိုတော့အရင်တော့ကနေမတူသူ့ရဲ့ English skill ဆိုရင်လည်းဒါအခုဆိုတော်တော်လေးကိုကောင်းလာတွေ့ရတယ်အဲ့လိုဆိုတော့ဒီမြင့်မြတ်မိုးရဲ့မိသားစုဝင်တွေမပြောနဲ့ဒီပရိသတ်တွေကဆိုရင်လည်းတော်တော်လေးကိုလေဒါပီတိတွေဖြစ်ပြီးတော့ဒါမူရာအစာမူရာဆိုရင်တော်တော်လေးကိုမြင့်မြတ်မိုးကိုကြိုက်တဲ့အထက်မှာပါတယ်ပြီးွားရင်ထူအလွင်ကမြင့်မြတ်မိုးကိုရွေးချယ်ထားတာ 100% မှန်ကန်တယ်ပေါ့နော်အခုဆိုရင်ဒါ Miss Cosmo ရဲ့ CEO နဲ့ခွင့်ရလဲပေါ့နော်ဒီမြင့်မြတ်မိုးကိုသဘောကျတာတွေ့ရတော့လေအရန်ကိုပီတိဖြစ်မိတယ်မြင့်မြတ်မိုးကကိုပိုင်အရေးရှင်းလက်ရှိပြီးသားဖြစ်တယ်ပြီးွားရင် fan ရလည်းတောင်းမိသားဖြစ်တဲ့အတွက်သူဒါဒီရတဲ့အချိန်ကာလလေးမှာအစွမ်းကုန်ထပ်ပြီးတော့စူးစမ်းထားမယ်ပြင်ဆင်ထားမယ်တာဆိုရင်ဒီပေါ့နော်ပွဲရဲ့ရလက်ကတေချာပေါက်ပေါ့နော်ကောင်းတဲ့ရလက်ဖြစ်လာမှတေချာတယ်မူလာတော့လေမြင့်မြတ်မိုးအတွက်တော်တော်လေးကိုရင်ခုန်နေပြီ